ဒီဘဝချမ်းသာခြင်းနဲ့အစဉ်ပြေခြင်းနဲ့မသေးခင်မှာကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာအစဉ်ပြေပြေလေးနေသွားနိုင်ခြင်းနဲ့ဆိုလို့ရှိရင်ပြည်စုံခြင်း၄မျိုးနဲ့ပြည်စုံရမယ်ပြည်စုံခြင်းဆိုတာကိုပါဠိလိုသံပဒါလို့ပြောတယ်နော်ပြည်စုံခြင်းဘယ်နှမျိုးလဲတော့၄မျိုးအဲ့ဒါကိုဗုဒ္ဓဘာသာအတိုင်းဝိုင်းမှာသံပဒါ၄ပါးလို့ထင်ရှားတယ်သံပဒါဆိုတာပြည်စုံခြင်းဘာရဲ့ပြည်စုံခြင်းလဲဆိုရင်နံပါတ်1ဥဋ္ဌာဏသံပဒါလုံလဝရိယရဲ့ပြည်စုံခြင်းမပြင်းရနံပါတ်2အာရခသံပဒါကြိုးစားလုံလအားထုတ်ပြီးတော့ရှာလို့ဖွေလို့ရထားတဲ့ဥစ္စာပစ္စည်းကိုမပျက်စီးအောင်ဤမျိုးစုံနဲ့စောင့်ရှောက်တတ်ရအဲ့ဒါလည်းပြည်စုံရဉာဏ်ရှိရနော်နောက်နံပါတ်3ကလျာဏမိတ်တသံပဒါမိကောင်းရွှေကောင်းနဲ့ပြည်စုံရဒီဘဝချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ပြည်စုံခြင်းကြီး၄မျိုးကိုပြောနေတာနော်ဥဋ္ဌာဏသံပဒါလုံလဝရိယနဲ့ပြည်စုံရအာရခသံပဒါစောင့်ရှောက်မှုနဲ့ပြည်စုံရကလျာဏမိတ်တသံပဒါမိတ်ဆွေကောင်းနဲ့ပြည်စုံရသမဇီဝိတသံပဒါနံပါတ်4ကဝင်ငွေနဲ့ထွက်ငွေကိုညီညွတ်မျှတအောင်ကြည့်ရှုပြီးတော့သုံးဆွဲထရမယ်တဲ့သံပဒါဘယ်နှမျိုးတော့၄မျိုးဒီ၄မျိုးနဲ့ပြည့်စုံလို့ရှိရင်ဒီလူသားဟာဒီဘဝမသေးခင်မှာအစဉ်ပြေချောမွေ့စွာချမ်းသာစွာနေရလိမ့်မယ်အဲ့ဒါလေးကိုအသေးစိတ်မြတ်စွာဘုရားကရှင်းပြတယ်ဥဋ္ဌာဏသံပဒါဆိုတာဘာပြောတာတော့လက်ယုံအားကိုးပြီးတော့လုံးမေကိုင်မေကြိုးစားမယ်လုံးဝမပြင်းမကြီးနော်ပိုက်ဆိုင်ရအောင်ဘလို့လုပ်ရမလဲဆိုတဲ့နီးလန်းကိုလည်းသိတယ်အဲ့ဒီနီးလန်းကိုလည်းလက်တွေ့အကောင့်ထဲပေါ်ဖို့အတွက်ဆုတ်ဆိုင်နေမှာမဟုတ်အဲ့ဒါပါတော့ဥဋ္ဌာဏသံပဒါနောက်နံပါတ်2ပြည်စုံရမယ်ပြည်စုံခြင်းကအာရခသံပဒါအာရခဆိုတာတော့စောင့်ရှောက်ကိုစွမ်းကိုစားနဲ့ရှားထားလို့ရတဲ့ဒီဥစ္စာပစ္စည်းကိုမပျက်စီးအောင်ကာကွယ်စောင့်ရှောက်ရအောင်ဘာကြောင့်ပျက်စီးသွားနိုင်တယ်လဲအကြောင်းတရားကိုကြည့်ပြီးတော့မပျက်စီးအောင်ကာကွယ်စောင့်ရှောက်အောင်ဟုတ်ပြီနော်အာရခသံပဒါပြီးတော့ဘာလာတော့ကလျာဏမိတ်တသံပဒါကလျာဏမိတ်တသံပဒါဆိုတာမိတ်ဆွေကောင်းနဲ့ပြည့်စုံအဲ့ဒါမိတ်ဆွေကောင်းဆိုတာဘလို့အည်အသွေးရှိတဲ့ပုဂ္ဂိုလ်ကိုမိတ်ဆွေကောင်းလို့ပြောတာတော့မြေတံကိုလိုကိုချိုက်ကိုလိုက်ပြီးတော့ပေါင်းနေတဲ့လူကိုမိတ်ဆွေကောင်းလို့ပြောသလားမပြောမိတ်ဆွေကောင်းတို့ရဲ့အကြည်အသွေးကိုမြတ်စွာဘုရားအဲ့ဒီသုတ်တန်ထဲမှာဘလို့ပြောတော့ဆိုတော့အသက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေအသက်ကိုမပိုင်းခြားဘူးနော်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေတဲ့တတ္တာသီလစာကပညာနဲ့ပြည့်စုံနေဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာမိတ်ဆွေကောင်းတတ္တာဆိုတာအမှန်တရားတွေရဲ့ပုံမှာယုံကြည်တာအထူးသဖြင့်တို့ကိုယ်ကိုယ်နေတဲ့မြတ်စွာဘုရားသည်သိစရာတရားလုံးစုံကိုသိတော်မူတယ်လို့မြတ်စွာဘုရားရဲ့တန်တမှာတကယ်ရှိတဲ့သဗ္ဗညုတဉာဏ်ကိုယုံကြည်တာအဲ့ဒါဘာလို့ခေါ်တော့တရားတရားလူတယောက်အနေနဲ့၅ပါးသောသိက္ခာပုဒ်တို့ကိုမဖောက်ဖျက်ဘူးမလွန်ကျူးဘူးအဲ့ဒါဘာခေါ်တော့သီလနှမျောဝန်တုံမှုအားနည်းတယ်ရေရောမှုအားကြီးတယ်အဲ့ဒါကိုဘာခေါ်တော့စာကတတ္တာသီလစာကပြီးတော့ဘာလဲတော့ပညာပညာဆိုတာကတော့သူကအထူးသဖြင့်ကိုဘဝရဲ့အကြောင်းကိုအမှန်တိုင်းသိကိုစိတ်တွေရဲ့အကြောင်းကိုသိတယ်နော်ကိုယ့်ရဲ့ဒီရုပ်ခန္ဓာကြီးဘလို့တိဆောက်ထားတယ်လဲဘလို့ဖြစ်ပေါ်ပြောင်းလဲနေလဲဆိုတဲ့ဘဝခန္ဓာရဲ့သဘောတဘာဝကိုအမှန်တိုင်းသိတာကိုပညာလို့ခေါ်တယ်ဟုတ်လားအဲ့ဒါကလျာဏမိတ်တသံပဒါမိတ်ဆွေကောင်းနဲ့ပြည့်စုံရမယ်ဆိုတာအသက်ငယ်သည်ဖြစ်စေကြီးသည်ဖြစ်သည်တတ္တာသီလစာကပညာဒီအည်အသွေး၄မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုပေါင်းသိနိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုကလျာဏမိတ်တသံပဒါမိတ်ဆွေကောင်းနဲ့ပြည့်စုံတယ်လို့ဆိုအဲ့ဒီသုတ်တန်ထဲမှာမြတ်စွာဘုရားအသေးစိတ်ကလေးဘလို့ပြောထားသေးလဲဆိုတော့ကို့မှာတကယ်လို့တရားတရားမရှိသေးဘူးဆိုရင်ကို့မိတ်ဆွေမှာပြည့်စုံနေတဲ့တရားတရားကိုအတူယူအားကျပြီးတော့ငါလည်းတရားတရားနဲ့ပြည့်စုံအောင်လုပ်မယ်ဒီစိတ်မျိုးမွေးရမယ်ဟုတ်လားကို့မှာသီလမပြည့်စုံသေးဘူးဆိုရင်ကိုပေါင်းသင်းနေတဲ့အဲ့ဒီမြင့်မြတ်တဲ့မိကောင်းဆွေကောင်းဒီကကိုချင်းသီလကိုအားချအတူယူပြီးတော့ငါလည်းသီလနဲ့ပြည့်စုံအောင်လုပ်ဟုတ်လားသူ့ဒီမှာရှိတဲ့ကောင်းတဲ့သဘောတွေကိုကိုယ်တန်တန်မှာလည်းရှိလာအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ပေါင်းသင်းမှအဲ့ဒါကလျာဏမိတ်တသံပဒါကပြည့်စုံတယ်
တူကောင်းတာငါနဲ့မဆိုင်ဘူးအတူယူအားမမသိအားကြမမသိဘူးဆိုရင်တော့ဒါမိကောင်းရွှေကောင်းနဲ့ပေါင်းတင်ခြင်းအင်္ဂါရဟာမပြည့်စုံဘူးဟုတ်ပြီနော်ဒါဒီပြစ္ဆုတ်ပံဘဝမသေးခင်မှာအစဉ်ပြေခြင်းနဲ့ဆိုလို့ရှိရင်ပြည့်စုံရမယ်နော်အရာဌာနကြီး၄မျိုးဥဋ္ဌာဏတမ္ပရာဝရိယရှိရမယ်အရခတမ္ပရာစောင့်ရှောက်ရမယ်ကလျာဏမိတ်တတမ္ပရာမိကောင်းရွှေကောင်းရှိရမယ်ဒီရောက်သွားပြီနော်နောက်၄ခုမြောက်ကပါပြောလို့တမဇီဝိတတမ္ပရာသူ့ကိုနားလေအောင်အလွယ်ပြောရရင်တော့ဝင်ငွေနဲ့ထွက်ငွေကိုညီညွတ်မျှတအောင်ကြည့်ရှုပြီးတော့သုံးဆွဲတဲ့ရအများကြီးရှာနိုင်ပြီးတော့နည်းနည်းလေးသုံးတာကိုလည်းမြတ်စွာဘုရားမချီးမွမ်းဘူးနည်းနည်းလေးရှာနိုင်ပြီးတော့အများကြီးသုံးချင်တာကိုလည်းမြတ်စွာဘုရားမချီးမွမ်းဘူးကိုဘလောက်သုံးမလဲဆိုတဲ့ကိစ္စဟာကိုဘလောက်ရှာနိုင်တယ်လဲဆိုတာကိုကြည့်ပြီးတော့သုံးဆွဲရမယ်လို့အဲ့လိုလေးသင်ပေးမြတ်စွာဘုရားရဲ့ကရုဏာဘလောက်ထိကြီးလဲဆိုရင်ဥပမာလေးနဲ့ပြောတယ်နားလည်စေခြင်းလို့မြတ်စွာဘုရားကချိန်ဝင်နေကိုထည့်ပြီးတော့တစုံတစ်ခုကိုချိန်ပြီးဆိုရင်ဘုန်းဘုန်းတို့ကသေးသေးချာချာဒီဘက်ကနော်စောက်ထိုးကြီးကျသွားသလားဒီဘက်ကပေါ့နေသလားသေးသေးချာချာလေးညီညွတ်အောင်မျှတအောင်ချိန်ဝင်ကိုချိန်ကြည့်တာမျိုးမရှိဘူးလားအဲ့ဒါဝင်ငွေနဲ့ထွက်ငွေကိုချိန်ငွေနဲ့ထည့်ချိန်တဲ့လိုမျိုးကိုချိန်ပြီးတော့သုံးရမယ်လို့မြတ်စွာဘုရားအဲ့လိုဟောတယ်ဟုတ်လားအဲ့ဒါနည်းနည်းလေးရှာနိုင်ပြီးတော့အများကြီးသုံးရင်တဲ့လူဟာဘာနဲ့တူလဲဆိုရင်တပန်းစီစားတဲ့လူနဲ့တူတယ်တဲ့ဒါဘုဟုတုဒပြောပြတာနော်မြတ်စွာဘုရားဟောပြထားတဲ့ဒေသနာတပန်းစီစားတဲ့လူကဘယ်လိုတုံးဆိုတော့စားကျင်တာကတော့တစ်လုံးပဲဒါပေမဲ့အောက်ကဒုံးနဲ့ပြစ်ချလိုက်တာဟာဆလင်းကလုံးကျွေသွားချမ်းသာတွေကဖြစ်သွားပျက်စီးသွားတပန်းစီစားတဲ့လူလို့ကဲ့ရဲ့ခံရတယ်ဘယ်လိုလူမျိုးလဲနည်းနည်းလေးရှာနိုင်ပြီးတော့အများကြီးသုံးကျင်တဲ့လူကိုနဲ့မတန်မရာတွေသုံးတယ်နော်အများစုကသုံးရဆွဲကြတဲ့နေရာမှာကိုယ်ဝင်ငွေကိုကြည့်ပြီးတော့မသုံးရဘဲနဲ့ကိုယ်ဝင်းကျင်ကိုကြည့်ပြီးတော့သုံးရတာအလွန်လွဲမှားသူကသူပဲလေကိုကကိုပဲသူနဲ့ကိုနဲ့တူကြမလို့ဘူးလေဟုတ်လားအဓိကဘယ်လိုသုံးရမှာလဲကိုယ့်ရဲ့ဝင်ငွေကိုကြည့်ပြီးတော့သုံးရမှာနော်မြတ်စွာဘုရားနည်းနည်းရှာပြီးတော့အများကြီးသုံးတာကိုလည်းမကြိုက်အများကြီးရှာနိုင်ပြီးတော့နည်းနည်းလေးသုံးတာကိုလည်းမကြိုက်ဘူးသူအများကြီးရှာနိုင်တယ်သူနည်းနည်းလေးပဲသုံးတယ်နှမျိုးလုံးအားကြည့်ပြီးတော့သိရင်မဖြစ်မှာတော့ထားခဲ့ရရှုံးတယ်သူ့အတွက်အဲ့ဒါကိုမြတ်စွာဘုရားဘယ်လိုပြောတော့ဆိုတော့သူများရဲ့ကဲ့ရဲ့တာကိုအဲ့လူခံရလိမ့်မယ်တဲ့ဒီလူဟာအားကိုးရမဲ့သေသွားတဲ့လူသနာစရာလွန်ကောင်းအများကြီးရှာပြီးတော့ဗာလဲသူလည်းဘာမှသုံးမသွားဒီတဘောပြောတာနော်ဒါကြောင့်ပြစ္ဆုတ်ပံဒီဘဝမှာအစဉ်ပြေခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်တမ္ပရာဘယ်နှပါတော့၄ပါးဥဋ္ဌာဏတမ္ပရာအကျွမ်းလုံးလာဝရိယနဲ့ပြည့်စုံရအရခတမ္ပရာရထတာလေးကိုမပြည့်စည်အောင်စောင့်ရှောက်တရကလျာဏမိတ်တတမ္ပရာတတ္တသီလစာကပညာအကြည်အသွေး၄မျိုးနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ကိုပေါင်းသင်ဆက်ဆံရမယ်နော်တမဇီဝိတတမ္ပရာဝင်ငွေနဲ့ထွက်ငွေကိုမျှတအောင်ကြည့်ရှုပြီးတော့သုံးဆွဲတရဒါဆိုရင်သေချာပေါက်ဒီလိုဟာဒီဘဝမှာအဆင်ပြေလိမ့်မယ်တဲ့ဒါလူငယ်ပိုင်းလူလက်ပိုင်းကိုအဓိကဥတည်ပြီးတော့ပြောတာနော်